မင်္ဂလာပါဖေရရှာပလောကနေပြန်လေးကြိုဆိုပါရစေကျွန်မရဲ့ Monday morning ရဲ့တနေ့သားလေးပါအရင်ဦးဆုံးဆိုးကော်ဖီလေးတောက်ပါမယ်မနက်အဲ့ရထားလို့ရှိရင်လေကော်ဖီမတောက်ရလို့ရှိရင်မနေနိုင်တဲ့ဘက်ကပေါ့နော်ဖေကကဲကော်ဖီလေးတစ်ခွက်တောက်ပြီးတော့ပြီဆိုလို့ရှိရင်တအိမ်လုံးမှာစီတဲ့အလုပ်တွေကိုအခုတယောက်တည်းစပြီးတော့မှလုပ်တော့ပါမယ်ကလေးအိတ်နေတယ်ဆိုတော့လေမနက်စောကြီးအခုဖေထားတာက9နာရီခွဲပေါ့နော်9နာရီခွဲကလေးတွေကြောင်းသွားဖို့အတွက်လည်းပြင်ဆင်ပေးရအောင်မယ်ဆိုတော့လေအရင်ဆုံးလေးကော်ဖီအရင်တောက်လိုက်တယ်ပြီးရင်သူတို့ရဲ့ lunch box အတွက်ကိုပြင်ဆင်ပေးမယ်ပြီးသွားပြီဆိုတာနဲ့ကလေးတွေလည်းကြောင်းသွားပြီဆိုတော့လေဖေကဒီမှာချက်ပါဟင်းလေးကိုစပြီးချက်တော့မှာရောစရာတွေပါရင်လည်းဆိုလို့ရှိရင်လေအပိုင်းကမကြိုက်ဘူးပေါ့နော်အစီပြန်လေးပဲကြိုက်တယ်ဆိုလို့အစီပြန်လေးကိုဖေကချက်မယ်အခုဒီ Monday ရဲ့ morning ကတော့ busy day ပေါ့နော်မြို့တီကလည်းဆက်ဆက်လေးကြိုက်တယ်ဆိုလို့မြို့တီကို3စုံမောင်ထည့်လိုက်ပါတယ်ပြီးအချုံမုံဆိုလို့ရှိရင်လည်းအရင်စားတာနော်ကျန်တာပါအချုံမုံမပိုင်ဘူးကဲပြီးဆိုတာနဲ့အဲ့မှာဟင်းအိုးကိုစပြီးလုံတော့ပါမယ်ဒီချက်သွန်လေးကိုနာလေးနဲ့ပြီးမှပေါ့နော်ချက်သွန်လေးညက်သွားတဲ့အထိပေါ့ပြီးဆိုတာနဲ့မဖေးရချက်သားကိုထည့်တော့မယ်ဒါအလော်တော်မုံနဲ့ပဲချက်ထားတယ်ပေါ့နော်အစီပြန်လေးချက်သားကလေနှုတ်တယ်ဆိုတော့လေအကြာကြီးတဲ့စရာမလိုဘူးပေါ့နော်တရေဆိုလို့ရှိရင်ရပြီရေရလည်းဖေးမှနည်းနည်းလေးပဲထည့်ထားတာပေါ့နော်ဒီဟင်းလုံးနဲ့လက်လေးနဲ့ပဲအဲ့လိုမျိုးလေးလက်လေးစီးပြီးတော့မှထည့်ထားပါတယ်ကဲဟင်းဦးလေးလည်းတည်ထားပြီးဆိုတော့ပကံစင်လေးမှာနည်းနည်းလေးတန့်စင်လေးလောက်လိုက်မှာပေါ့နော်ပကံပေလေးလည်းတစ်ချက်စီးရမှာဆိုတော့လေစီးရိုက်ဆိုရင်ဟိုဘက်မှာရေခဏလေးစစ်ထားမယ်စစ်ပြီးတော့ပြီးဆိုတာနဲ့ပကံလေးကိုအကုန်လုံးပြင်ပြီးတော့မှမောက်ပြီးတော့မှစီစင်လေးကိုတန့်စင်လုံးမှာပေါ့ပကံတစ်ခါစီးလက်တစ်ခါစီးဆိုတော့လေကျမမှာရေရတော့အရင်ကုန်တယ်ရပြအဲ့ဆိုလို့ပကံလေးတွေကိုမောင်းလိုက်မယ်ရေစစ်တဲ့ဟာလေးဆိုတော့လေပကံလေးတွေကိုအရင်ဆုံးမောင်းလိုက်မယ်ကျဖန်ခွဲလိုက်ဆိုလို့ရှိရင်ဒါဖေးညရီကနေစီးပြီးတော့မှရေစစ်ထားတော့ပေါ့နော်ပကံဒီမှာသွားမောင်းတဲ့ခါကျလို့ရှိရင်ရေအဆက်တွေကျမှာဆိုလို့ကဲပကံလေးလည်းမောင်းလို့ပြီးပြီဆိုတော့လေပစီလေးကိုနည်းလေးတုပ်လိုက်မယ်ပြီးသွားပြီဆိုတာနဲ့ဖေးကဟင်းအိုးလေးတစ်ဖက်မှာပြင်ပြီးကြည့်မှာပေါ့နော်ဟင်းလေးကစုနေပြီလားဆိုပြီးတော့မှတစ်ဖက်ကလည်း recall လုပ်နေတယ်ဆိုတော့လေအိုးကင်လို့မရတော့ဒီဘက်ကမွေဟိုဘက်ကိုလက်ဒီဘက်ကဟိုဘက်ကမွေဒီဘက်ကိုလက်အဲ့လိုမျိုးလေးတွေဖြစ်နေအောင်တော့မထူတော့တဲ့အစုံအောက်မှချပြီးတော့မှမွေပါတယ်ဒါနဲ့တွေမပြီးသေးဘူးပေါ့နော်ဟင်းဦးလေးကလည်းစုနေတယ်ဆိုတော့ခဏလေးကိုမီးလေးစော့ပြီးတော့မှပြန်ဖုံးထားမယ်ပြီးရင်ဖေကလည်းငရုတ်တီမုတ်လေးတွေအော်ဒါရှိတယ်ဆိုတော့အခုတော့မှပြေးပြီးငရုတ်တီလေးလည်းတစ်ဖက်လော်လိုက်ပါတယ်အပြင်မှာလည်းစနိုးလေးကြားထားတယ်ဆိုတော့အေးတယ်ဒါပေမဲ့အခုတော့မှပဲလော်ရမှာဆိုတော့လေငရုတ်တီကမှတေချာလေးတဲ့ဦးလေးနဲ့လော်ပြီးနေပါတယ်အော်ဒါသမားလေးတွေဒီနေ့ငရုတ်တီမုတ်ရမယ်နော်တလက်စားတယ်စနိုးလေးတွေလည်းကြားနေတယ်ဆိုတော့ပြီးတော့လို့ရှိရင်အပေါ်မှာတက်ပြီးတော့မှဟင်းအိုးလေးကိုပြေးပြီးတစ်ခါတော့ပြန်ကြည့်မယ်အိမ်မော်နဲ့ကူတောင်နဲ့လုံနေရတယ်ဆိုတော့လေဟိုဘက်ပြေးလိုက်ဒီဘက်ကိုပြေးလိုက်နေတယ်မှာတယောက်တည်းရေစားတယ်ဆိုပြီးတော့မှရေအေးမတောက်ချင်တာနဲ့အဲ့မှာရွှေနွေးချမ်းလေးလည်းထည့်တောက်တော့ဗောနော်ငရုတ်တီမုတ်လေးလုံနေရင်နဲ့ငရုတ်တီမုတ်တော့လုံရင်နဲ့သူအိုးတော့ပြီးသွားပါပြီငရုတ်တီမုတ်လေးလည်းသူအိုးကျက်သွားပြီဆိုတော့လေအပေါ်မှာဟင်းအိုးလေးကိုတစ်ချက်ဒီပိတ်ထားပြီးဆိုတော့ပြန်ကြည့်လိုက်ပါဦးမယ်ကဲဒါမှကျမရဲ့ဟင်းလေးကတော့ရသွားပါပြီချက်သားဟင်းလေးအဆုံးထိကြည့်ရှုပေးတဲ့တော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာတွေ့မယ်နော်ဘိုင်ဘိုင်